ကျမလိုငါးသေးသေးလေးတွေချက်ရင်အရန်ကြည်တဲ့သူတွေရှိလာရင်ကျမလေအရန်ဟင်းဆိုရင်အရန်မှွေချင်တာဆိုတော့မှွေတော့လေငါးသေးသေးလေးတွေချက်ရင်အရန်ကြည်တယ်အခုနောက်ပိုင်းကျတော့ဒီနီးလေးသုံးပြီးတော့ချက်တာဆိုတော့တိတ်ပြီးတော့မကြည်တော့ဘူးပေါ့နော်ဒါဒီနီးလေးလာပြပေးရပါဒီငါးကိုလေစားစနုံးနယ်ထားရင်ငါးကိုကျမတံမြန်သီးလေးတစ်စိမ့်လောက်ညှစ်လိုက်တယ်ညှစ်ပြီးတော့နယ်ပြီးရနဲ့ဒီအဖုံးလေးအုပ်ပြီးတော့ခဏလေးနှက်ထားလိုက်တယ်ပေါ့နော်နှက်ထားပြီးတော့မှခဲညွန့်ဒီကြက်တုံကိုချက်တာခဲညွန့်ဒီကြက်တုံဒီလိုမျိုးလေးခြောက်သွားပြီးလုံးလာနာပြီးဆိုတာနဲ့ကုနာကတမယာဒီလေးနဲ့နှက်ထားတဲ့ငါးလေးကိုထည့်လိုက်တာပေါ့နော်အဲ့ကြမှာငါးလေးကတောက်ပြီးတော့တိတ်မကြည်တော့တာမဟုတ်ဘူးဆိုလို့ရှိရင်တမယာဒီမညစ်ဘူးပဲနဲ့ချက်တယ်ဆိုလို့ရှိရင်ငါးကကြည်ပြီးတော့လေတကယ်စားရင်ငါးဘက်ကိုဘယ်လိုက်ရှာမှန်းမသိဘူးကျမတို့လိုအရန်မှွေတဲ့လူတွေကအဲ့လိုမျိုးဖြစ်ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမဒီငါးလေးကိုတမယာဒီလေးတစ်စိမ့်လေးညှစ်ပြီးတော့ချက်တာဖြစ်ပါတယ်ခဲညင်ဒီချက်တော့နဲ့မှလည်းရကြပုံလေးပါပြီးငါကလည်းစားစနုံးနေထားပြီးသားဆိုတော့ငံပြာရည်လေးပဲနည်းနည်းလေးပဲလောင်းထည့်လိုက်တပါတယ်ပြီးတော့ရေလေးကုန်ပြီဆိုတာနဲ့နန်းနန်းမင်းထည့်တယ်ပြီးတော့ငရုတ်သီးစိမ့်လေးတွေကိုက်ထည့်လိုက်တယ်ပေါ့နော်ပြီးရနဲ့အားရပါရထက်မှွေပြီးအဲ့မှွေတဲ့အကျင့်ကရက်လို့မရကဲအခုဆိုလို့ရှိရင်စီပြန်လေးပေါ့ငါးလေးအိုကက်ချက်လေးရပါပြီအဲ့လောက်ကြီးမကြေတော့ဘူးပေါ့နော်ငါးလေးကလည်းအကောင်လိုက်လေးတွေမြင်နေရတယ်ပေါ့နော်ဒါကြောင့်မို့လို့ငါးလေးတွေချက်လို့ကြေတဲ့လူတွေအတွက်ဒီနီးလန်းလေးသုံးပါလို့လားပြောတာဖြစ်ပါတယ်